မ်းတင်ထားပြီလေပြန်မှာနှမျောပါစားရည်လေးနဲ့လောက်တာလား စားရနည်းနည်းပါထုံးရည်ကြီးအသေးလေးနည်းနည်းလေး ထုံးရည်ပဲတဲ့ဒီရက်တဲ့မပြောသေးရက်တဲ့ ဒီတော့ထုံးရည်လေးနည်းနည်းလေးကော်ပြီးရေစိမ်ပြီးအပေါ်အကြည့်ကိုပဲထည့်နောက်တော့ငါမရဒီနေ့တကြအတက်နေကြပါနဲ့တမပန်းလေးနဲ့တမပန်းနေပြောတယ်ဆိုတဲ့မောင်ကြီးညာမီကိုချစ်လို့လားတမန်လေးကိုချစ်လို့လားချုပ်ပြုံးဘာလို့ဒါပါလို့တော့မောင်ကြီးဒီကြော်လေးခွဲပြီးတော့မောင်တပင်ခချမ်းညာရိုးမေးလို့ရတော့တော်လေးလို့စီမှာအဲ့ဆာဆွဲဒီပောင်စီကြောက်ဝမ်းဟိုမှာပြောဒီကောပြောထွက်တော်လေးလို့လေဟိုတစ်တလေးတွေစီလေဆိတ်ကလေးရင်းနာကန်စားရင်းနာကန်စားဘဝကကွဲထော်နောက်ဖက်ကမေးလက်ဖက်ကအရင်ထုတ်စီမရဟုတ်ပါရဲ့ရှင်တဲ့ရတော့ပါဆွဲလာလို့ပြီးတော့တို့ရလာနေဖတ်ပြီးဖတ်ကုန်နေမှာဖတ်ကုန်ဆွဲနည်းနည်းထိန်ဆွဲဖတ်ကုန်ချင်းပြဟိုကောင်းသေးဖြစ်ကြီးဖြစ်အကဟိုတီတီတင်းဖြစ်ဘက်ကကားဟဲ့ရမွေးကောက်ခြင်းတော့ကနောက်ပိတ်တုံအိတ်နဲ့လွယ်ပကုံချင်းပိုက်ပြက်တတိလေးပါတတိလေးဒီနမတစ်ချက်ကတတိလေး၃ချက်မကောင်း၄ချက်ရှိတယ်။ဒါပေမဲ့သူ့အပေါ်ရန်တင်လိုက်တော့ဒီကြောက်ပေါင်းနှံခေါင်ဦးလေးကြီးကလားဟိုတန်ဦးလေးကပေါင်းနှံခေါင်ဦးမှာဆန့်တယ်လို့